ကိုခေါ်လို့မရဟုတ်ကဲ့ခုဒီမှာတော့တော်တော်လာနေလို့ဟုတ်တယ်ကြာကလန်ကလိုက်ကြည့်တယ်ဘုံလိုက်စမ်းပေးတယ်ဟောလာလည်းဘယ်တော့လဲတော့
번 잡으면 đi qua lại cho nó tú đi quay vào nữa mà sao không làm một cái nhỉ đâu là hello
家对，要我家。 对了，ပတ်သက်မရဘယ်လိုမလုပ်နဲ့တော့ 你大家都是我们那个都是。 ညနေမှလာတော့မန်ရိုင်း တော်ရီရေ30သားကို1500ပြားလိုက်မော်ဒီ10လုံး3000 4000 လဲလိုက်ပြီနော်ကျော်ပါပြီဆက်လာအော်မခဲ့တယ်ဝါရတယ်မရွာမောရမကလည်းမောရဟုတ်ပြန်ဟာအဲ့ဒါပါပဲကောင်းလည်းခွားရေးလာသူတို့ကဘာလို့လဲသူကနောက်ပြန်လာပြီးတော့ကျေးဇူးတော်နာမည်တော်ကြီးတယ်အဲ့ဒါ
စီကိုင်းနေတယ်ဘယ်မှာလဲဒီစားကြောတော့မှာကွာမဟုတ်ဘူးဒီလိုနေချိန်ရဘောက်ကားပဲမရှိဘူးဒါမင်းနဲ့ဒါပြောဘောက်ဒီကောင်းတဲ့ကောင်မလေးတွေလာလာပဲရတယ်ဒီလိုကြီးရနေတော့တယ်ဘယ်လိုလဲဆိုင်ရတာတော့ရှင်းတယ်လေပြည့်နေတယ်အခုတော့ဘယ်နဲ့ပိုင်းလို့လဲဟာဘယ်လိုလဲတိတ်တော့ရတော့影やないとねまた西日がもろに当たってるんだけどね影行きましょう影に行くとパラソルが低い哦，你们对对，然后你们我都不会。那套多，那套嘛。对了，不要嘛。你也没必要的，不不。そこでうまいとあるからမကောင်းဘူးဟုတ်တယ်နောက်နေတိုင်းတော့မဆက်လိုက်ဘူး။ပြန်တွေ့။ပြင်ပြီးသားမယ်။ဒါပြီအဲ့ဒါဘယ်လိုမတင်နဲ့မြပဲပြတာတော့ ဘာပဲတာလဲ80နမိတာパラソルが低すぎる小人か哎，这个大肠肠，这个嘛，要么不太上。
ဘာရောက်တာပြေးသွား အဲ့ဒါကိုခုံ စိတ်သား9000ပါလက်သေးပဲအဲ့ဒီတော့9000ပါအဲ့ဒါတော့ သူ့ကိုမရောက်သွား 道を開けるという習慣が皆無ですな。せやからこんなに車も渋滞するし、好きなとこに止めるし、車がなんか狭いところ横にあるんだから。ちょっと警察署までから。こっちも一緒やな。ပိတ်ပြီ
4ခွဲနောက်ပြန်ပိတ်နေတယ်ဟမ်ဘာကြီးလဲကိုမဟုတ်ပါဘူးစောင့်နေဝေးတိုက်ပါဆောက်နေလားပြောင်းပြလို့ရတယ်ဒါနဲ့ကဘယ်နဲ့ပြန်လာလို့ဖြစ်နေတာဒီက4ခွဲနောက်ပိတ်လို့ပိတ်သွားတယ်နော် ကိုပြီးမှပဲပြန်ထွက်လိုက်ပြီနော်ကိုကြီးခဏလေးခဏတော့မရတော့မရတော့ပါဘူးဗျ၄ခွဲဒီမှာကြာတော့ဆင်းပိတ်တာ၄ခွဲလောက်ပိတ်တာတော့9နိုင်တော့ပိတ်တာဗျာနောက်ဆုံးထားလက်ခံပြီးတာ၄ခွဲလောက်မနေ့ပဲချင်းဖွင့် ဗျာ မနေ့ပဲချင်းဖွင့် ဘယ်ဟာလဲ မနေ့ပါ မနေ့ပြန်ဖွင့်တယ်ဗျာ9နိုင်ထိုးဖွင့်9နိုင်ထိုးသူကတန်လို့တော့မဟုတ်ဘူးဒါဒီရမှာကတော့4နိုင်ဖွင့်ပြီဗျာပြီးသွားပြီတိုင်တာဘက်ကကျွန်တော်တိုင်တာဘက်မှာလည်းရှိတယ်ဒီကိုကေပေးထင်တာ ကေပေးဖြစ်လို့ရတယ် မရတော့ပါဘူးဗျာ limit လေးပြီးသွားပါပြီနော် တရှင်းတော့ပြောလို့မရ ဘယ်လိုပြောရလဲဒီမှာဖိတ်သွားပြီဆိုတော့ဘယ်လိုမှပြောပြီးလို့မရတော့ဘူးကျွန်တော်ကူညီလို့ရကူညီပေးပါတော့ကျွန်တော်တို့လည်းတိုင်တာဘက်မှာလည်း KV စင်တာရှိတယ်လို့ပြောမိကွက်ဈေးနာမှာရှိတယ်တိုင်တာရဲ့မိကွက်ဈေးအဲ့နာမှာ KV စင်တာရှိတယ် ကျွန်တော်ကိုအကောင့်ချီးကုမ္ပဏီအကောင့်တက်ပွင့်လို့ရအဲ့လိုပုံလုံးသုံးလို့ရ KV အကောင့်မှတ်ပုံနေတစ်ခုနဲ့လူတယောက်တစ်ခေါက်ပဲသုံးလို့ရနှစ်ခေါက်ဖွင့်လို့မရ ဟုတ်ကုမ္ပဏီမှတ်ပုံတင်နေဖွင့်လို့ရ ဟုတ်ပါလေအေဂျင့်ကောက်ပြောရလားအနီကောက်ပြောရလားသူကဟို personal ကောက်ရှိတယ် agent ကောက်ရှိတယ်သူကလုပ်ငန်းကောက်ကိုလုပ်ငန်းအဲ့လိုဖွင့်နေတယ်ဆိုတော့ကိုဆိုင်လိုက်သေးလို့လေဆက်လက်ဆိုင်ဖွင့်ထားရရှိရမယ်ဗျာပြီးဆိုင်လိုက်သေးလို့အဲ့ဆိုင်ရဗျာအလက်စားရှိမယ်အကြီးသားရှိမယ်အသေးသားရှိမယ်အသေးသားဆိုဒီလိုမျိုးအပြင်မှာထမင်းနေပါဟင်းနေပါရောင်းတဲ့ဆိုင်ဆိုရင် license မလိုဘူးသူကဒါနဲ့ဆိုင်ဖွင့်ထားအကြောင်းကိုတပုံရရမယ်ဗျာဟုတ်ကဲ့ပါဟုတ်ကျေးဇူးပါနော်ဆိုင်ဖွင့်ထားတဲ့ဟာကိုတပုံရရအတွင်းရောအပြင်ရောဒီဆိုင်ကဘာဆိုင်ပါလဲဒါနဲ့ဆိုင်ကနည်းနည်းကြီးသွားတယ်ဆိုရင်ဆိုင်လိုက်သေးလို့မယ်ကြိုက်ကရှိကိုယ်တိုင်းနဲ့မှတ်ဖို့နဲ့မွေးရမယ်ဆိုင်လိုက်သေးအဲ့လိုမျိုးတွေတော့တိုးနေကြသူတို့ Japanese language school ဆိုတော့ချက် အဲ့ဒါကြတော့ကိုရတော့မယ်တဲ့ဒါပေမဲ့တစ်ချက်တော့မေးကြည့်မှရမှာနော်မေးမလားကို information တွေပြကြပြပါအခုမေးလို့ရတယ်မေးလို့ရခွေးက information ကအင်းရကောက်ခွင့်တယ်ဟိုကတော့တော့သူကဆိုင်ရကြတော့တစ်ခါမှာဆိုင်အဲ့လိုအဲ့လိုမျိုးနဲ့လိုက်ပဲရသူ့မျိုးနဲ့လိုက်ပဲရအဲ့ဒါဒီရဲကမျိုးနဲ့လိုက်ပဲရမယ်မြန်မာနိုင်ငံအတွင်းနဲ့မျိုးနဲ့လိုက်ပဲဟိုဂျပန်မှာလို့တမလို့မြန်မာပြည်မှာဖွင့်တဲ့ Japan language school အဲ့ဒါဆိုရတယ်တော့ရတယ်ဘယ်မျိုးနဲ့မှာလဲဒီလိုမျိုးမျိုးနဲ့ကအရှိတယ်မရှိတယ်ဟမ်အရှိတယ်ကောအဲ့ဘက်ချမ်းမှာမရဖွင့်လို့ရတယ်အဲ့ဘက်ကရအဲ့ဒီဟာဆစ်တူလို့ရတယ်ဟန်ဆက်တောင်းတဲ့ဟန်ဆက်ရတယ်အကောင့်ပြောင်းလို့ရတယ်အကောင့်ကမိပြီးသွားပုံဝဲနှစ်ခုထည့်ရမှာပုံဝဲနှစ်ခုအနီနဲ့ပြန်တယ်သူအနေနဲ့အပြားမကြည့်ဘူး application တစ်ခုဟုတ်ကျေးဇူးပါကျေးဇူးအဲ့တော့အရှိတယ်ကောဘယ်နဲ့ပြန်တော့ရှိတယ်ကျေးဇူးပါ
ပြည့်နော်